လက်ကမွန်ဒိုင်လော့မွန်ဒိုင်လော့ကိုအပုတ်ရှည်ဆိုတော့အနည်းဆုံးစာပိုက်3ပိုင်းနဲ့ထပ်ပါမယ်ပေါ့နော်ပထမဆုံးမိကွန်းကပထမဆုံးစာပိုက်မှာပါမယ်မိကွန်းလေးကိုအရင်ဖတ်ကြမယ်စန်ဂျူဆန်ဇန်ဇန်ခါဝရနာဤတို့အရူကမြင်ထားတဲ့စာကြောင်းလေးပါတယ်နာနီငါခါဝရနာဤတော့ကဘာကမပြောင်းလဲသွားတာလဲမြင်ထားတဲ့စာကြောင်းလေးကဘာကိုပြောနေတာတော့ဘယ်ဟာကိုညှိုးနေတာလဲကြည့်ရမယ်ဖတ်ရဆိုင်ခင်အခုတလောတဲ့ဆိုင်ခင်အခုတလောဝါတာရှိဝါကျွန်တော်ကဖူတွန်ကြီးဟိုက်တယ်မို့တဲ့ဟိုက်တဲ့ဖူတွန်ဆိုတဲ့ဒီမှုရဆောင်ကြီးတဲ့ကိုဝင်ပြီးတော့ရှိပါရခုခိတခဏရှိပါရခုဆိုတာခိတခဏလောက်နဲ့နေမှုရဲနာတဲ့တော်တော်နဲ့အိမ်မပြောနိုင်ဘူးပေါ့နော်အေးစစ်စစ်နဲ့တော်တော်နဲ့အိမ်မပြောနိုင်ဘူးတဲ့နာယန်တဲ့ဤတို့ဒါကြောင့်စိတ်တော့ကရောက်နေတယ်ဘတ်တဲ့နာယန်တဲ့ဤတို့ဆိုရင်အိမ်မပြောနိုင်တော့ကြောင့်လို့ပြောချင်တာအိမ်မပြောနိုင်လို့စိတ်ဒုက္ခရောက်နေရတယ်အာဆာဝါမနက်ခင်းမှာခီမာတာကြီးကန်ကြီးတတ်မှတ်ထားတဲ့အချိန်မှာအိုခီနာခေရပါနာရနိုင်တော့တဲ့မဖြစ်မနေအိယာကထရမှာဆိုတော့လေတဲ့နေမှုရူကြီးကန်ကအမိကြီးကကုနတ်တဲ့အိပ်ပျော်တဲ့အချိန်ကနေသွားပြီတော့ဟီရူမာနီနေကင်းရောက်တဲ့အခါနေမှုခုနာတဲ့ရှိမအောင်ပြန်ပြီးတော့အိတ်ချင်လာတယ်စူရီဒီဒါကြောင့်မို့လို့ခါရတာကခန္ဓာကိုယ်ကစခါလဲရူမှတဲ့ခန္ဓာကိုယ်ကိုပင်ပန်းသွားတဲ့အထိတဲ့ on တော့ဆိုရပါအားကစားလုပ်လိုက်မယ်ဆိုရင်ဖူတွန်နီဟိုက်တဲ့ဆောင်းထဲကိုဝင်ပြီးတော့စုခုနေချက်ချင်းနော်ဆောင်းထဲကိုဝင်ပြီးချက်ချင်းနေမှုခုနာရူဒါတော့တို့ခံရတဲ့အဲ့ရပေါ်တက်လိုက်တာနဲ့ချက်ချင်းအိပ်ပျော်သွားလိမ့်မယ်လို့စဉ်းစားပြီးတဲ့နေရူမအိတ်ခင်အိတ်မယ်ဆိုတဲ့ဤချီကြီးကမရဲ့နိမတိုင်ခင်တနာရီအိတ်မယ်ဆိုတဲ့တနာရီမတိုင်ခင်မှာဟာရှိရုခိုတိုနီစတာအပြေးလေးကျင့်ခဲ့တယ်စမ်းစစ်လေးလုပ်တယ်2 မိနစ်လောက်ပြေးလိုက်အိပ်ပျော်သွားဒါငါသို့တော်လဲပဲတဲ့နေကြီးကစစခဲတယ်မိတယ်မမှစနိရှုကန်စစခဲတယ်မိတယ်မနှစ်ပတ်ကြာလောက်ကြည့်မိမယ်လဲပဲတဲ့ဇန်ဇန်ခါဝရနိုင်မပြောင်းလဲသွားဘူးအဲ့တော့ဒီမှာဒါငါကpoint ပေါ့နော်သို့တော်လဲပဲဆိုပြီးရှေ့မှာထောက်ခံထားတာပါလဲဆိုတော့အိပ်ပျော်သွားမယ်နေမှုကုနာတို့ဒါတော့တို့ခံကားရဲ့အိပ်ပျော်သွားမယ်လို့စဉ်းစားတယ်နော်အဲ့ဒါလေးကအနောက်မှာဇန်ဇန်ခါဝါရနိုင်မပြောင်းလဲသွားဘူးဆိုတော့အိပ်ပျော်မယ်ထင်ပေမဲ့အိပ်မပျော်ပါဘူးနော်အဲ့ဒါအာယုံကျော်အားနေလို့နေကြည့်ဇန်ဇန်ခါဝရဏဤတို့ကလုံးဝအိပ်မပျော်ဘူးမပြောင်းလဲသွားဘူးလို့ပါတယ်တဲ့ဘာကမပြောင်းလဲတာလဲဤချီဖတူနီဟိုက်တယ်မို့အိပ်ရာပေါ်မှာလှဲလိုက်ပြင်မယ်လေရှိပါရကူတော်တော်ကြောင်ပေါ့နော်နေလာလဲနိုင်ခေါ်တော့အိပ်မပြောနိုင်ဘူးနိအွန်ဒိုရှိနိုင်တို့အားကစားမလုပ်ဘူးဆိုရင်နေလာလဲနိုင်ခေါ်တော့အိပ်မပြောနိုင်စံပန်အစာမနက်ခင်းမှာခီမာတာကြီးကန်ကြီးတတ်မှတ်ထားတဲ့အချိန်မှာအိုကီလာလဲနိုင်ခေါ်တော့အိပ်ရမထားနိုင်ဘူးယွန်းဤကြီးကြီးကံမို့တနာရီကြာသည့်တိုင်ဟာရှိစစခဲလာလဲနိုင်တို့စစလဲနိုင်တို့တော့ဇက်တိုက်မပြေးနိုင်တဲ့ကိစ္စအဲ့တော့မပြေးနိုင်ဘူးလည်းမပြောတာဘူးเนาะအိပ်ရမထားနိုင်ဘူးလည်းမပြောတာဘူးအဲ့တော့အားကစားမလုပ်ရင်အိပ်မပြောဘူးလည်းမပြောတာဘူး
မလုပ်ရင်ကိုမပါအဖြေက1番နော်じゃあ34လေးကိုဖတ်မယ်はい体の中心の温度の変化が重要だ。ခန္ဓာကိုယ်ရဲ့အလယ်ဘဟု温度အပူချိန်ကဟန်ကအပူချိန်ပြောင်းလဲခြင်းက重要だအရေးကြီးတယ်ဆိုပြီးတော့あるပါတယ်ပေါ့နော်တဲ့どの変化を起こすためにはဘလို့ပြောင်းလဲမှုကိုဖြစ်ပွားစေဖို့ရန်どうすればいいかဘလို့လုပ်ရင်အဆင်ပြေမလဲအဲ့တော့ဘာကိုဘလို့ပြောင်းလဲရင်ကောင်းမလဲလို့この変化ဆိုတာအဲ့ဒီလိုခန္ဓာကိုယ်ရဲ့အလဲဘဟုချက်ခန္ဓာကိုယ်အပူချိန်ပြောင်းလဲခြင်းကိုပြောင်းလဲဖို့ဘလို့လုပ်ရမလဲလို့ပြောချင်တာတနည်းအားဖြင့်မြင်ထားတဲ့စာကြောင်းကြီးဖြစ်လာဖို့ဘလို့လုပ်ရမလဲကဲကြည့်အောင်そこでအဲ့ဒီလိုနဲ့どうやったらဘလို့လုပ်ရင်眠れるようになるかအိပ်ပျော်နိုင်မလဲဆိုပြီးတော့ရှီလာပဲတက်မိတာရှာကြည့်ခဲ့တယ်するとအဲ့ဒီခါမှာ体の中心のခန္ဓာကိုယ်အလဲအဓိကဗဟိုချက်နှလုံးပေါ့နော်温度の変化ခန္ဓာကိုယ်အပူချိန်ပြောင်းလဲခြင်းက重要だအရေးပါတယ်လို့ထိုယူလို့ဆိုတဲ့ကိုတိုကဝကတ္တလို့ဆိုတဲ့အကြောင်းအရာတစ်ခုကိုသိခဲ့ရတယ်例えばဥမာပြောရရင်寝る2-3時間前にမအိပ်ခင်2နာရီ3နာရီလောက်အကြာမှာ軽く走ったりပေါ့ပေါ့ပါပါလေးအပြေးလေးကျင်တာတို့ぬるめのお風呂နော်နွေးနွေးလေးပေါ့နော်ရေနွေးကန်နွေးနွေးလေးထဲမှာゆっくりအေးဆေးဆေးလေးဝင်ပြီးတော့ဟိုက်တာရီဝင်တာရေစိမ်ချိုးတာတို့ရေနွေးလေးနဲ့ရေစိမ်ချိုးတာတို့するとလုံးမယ်ဆိုရင်いいそうですကောင်းတယ်တဲ့ဒါကそうですいいそうですဒါလုံးရမယ့်ဟာကိုးစုရုခိုတိုတဲ့အဲ့လိုလေးလုံးလိုက်ရုံလေးနဲ့ဒါကလုံနီးတွေပြောပြီးသွားရင်နော်လုံနီးပြီးသွားရင်အကျိုးကနေတင်လာပြီဒါအနောက်ကအကျိုးကနေတယ်အရှိကလုံနီးပြီးသွားရင်အနောက်ကအကျိုးကနေတယ်နော်အဲ့လိုလေးလုံးလိုက်ရုံလေးနဲ့ခါရဒါနော်ခါရဒါကချူရှင်းမှတဲ့ခန္ဓာကိုယ်ရဲ့အလဲဘဟုတစ်ခုလုံးပေါ့နော်အာတမမှာနွေးလာမှာပဲဖြစ်တယ်စုရုတို့အဲ့လိုလုပ်တဲ့အခါမှာခါရဒါကတဲ့表面ကခန္ဓာကိုယ်ရဲ့ပြင်ပကနေ熱をအပူချိန်ကို出そうとするအပူချိန်တွေကိုထွက်လာစေတယ်အဲ့တော့အပူချိန်ကိုထုတ်ဖို့လုပ်တယ်表面ကခန္ဓာကိုယ်ရဲ့မျက်နှာပြင်အပူရေပြားတွေဘာတွေကနေပေါ့နော်熱が出ていくとဒီအပူချိန်ထွက်လာတယ်ဆိုရင်ချူရှင်တော့ခန္ဓာကိုယ်ရဲ့အတွင်းပိုင်း温度အပူချိန်ကလည်းပဲ下がっていくဆိုတာအပူချိန်ကျဆင်းသွားတယ်そのようにしてအဲ့လိုလေးလုပ်ပြီးတော့ချူရှင်တော့温度ကခန္ဓာကိုယ်ရဲ့အတွင်းပိုင်းအလဲပေါ့နော်အလဲရဲ့အပူချိန်က下がる状況を作るとအပူချိန်ကျဆင်းသွားပြီဆိုတဲ့ခြေနေရောက်လာတဲ့အခါဟိတိုကလူတွေကနေမှုရီယာစုကုနာရုနောဒါဆိုတဲ့အိပ်ပျော်လာတယ်တနည်းအားဖြင့်ဒီအရေးပြားကိုအပူချိန်လှုပ်ရတဲ့အခါအတွင်းမှာအပူချိန်နည်းသွားတယ်လို့ပြောချင်တာပေါ့နော်အဲ့ဒီခါအိပ်ပျော်သွားမယ်အဲ့ကြောင့်လူတွေချမ်းရင်အိပ်ချင်တာလားမသိ体の中心の温度の変化が重要だとある。この変化を起こすのためにはどうすればいいか。1番。体の中心の温度をခန္ဓာကိုယ်အလဲဘဟုချက်ရဲ့ဒီအပူချိန်ကိုမတ်အရင်ဦးစွာစာကဲရုကိုတို့တဲ့
ကြာဆင်းအောင်လှုပ်လိုက်ယုံလေးနဲ့ကျူရှင်တော်ဝန်သူကအာဂါရုကြောကျော်ကိုစကုရုအဲ့တော့ခန္ဓာကိုယ်ရဲ့အတွင်းပိုင်းကအပူချိန်ကတိုးလာမယ်ကြာအောင်လှုပ်လို့တိုးလာတယ်မှားတယ်နော်အဲ့ဒါရောနေချူရှင်နေထက်ခန္ဓာကိုယ်ပူတာတွေအေးတာဒီပန်ခါရရနောချူရှင်တော်ဝန်သူမဆိုအရင်ဆုံးစာခဲတုခို့သူအရင်ဆုံးမြင့်တင်လိုက်ရင်ချူရှင်တော်ဝန်သူကစာကာရုကြောကျော်အိုစုကုရုအဲ့တော့ခန္ဓာကိုယ်ရဲ့အတွင်းပိုင်းအပူချိန်ကိုမြင့်တင်လိုက်တဲ့အခါမှာအတွင်းပိုင်းရဲ့အပူချိန်ကကျသွားတယ်ဒါလည်းမှားတယ်ချူရှင်နေထိုင်3番体の中心の温度を下げてခန္ဓာကိုယ်ရဲ့ဒီလေဘဟိုချက်အပူချိန်ကိုမြင့်တင်လိုက်တယ်ဆိုရင်ချူရှင်の温度ကအဲ့ဒီလေဘဟိုချက်မှာရှိတဲ့အပူချိန်က決まった温度からသတ်မှတ်ထားတဲ့အပူချိန်ကနေ下がらない状況を作るရောပြုတ်မကျသွားဘူးရောမကျသွားဘူးဆိုတဲ့လက္ခဏာတွေဖြစ်လာတယ်決まった温度လည်းမပါဘူးเนาะသတ်မှတ်ထားတဲ့အပူချိန်4体の中心の温度を下げたりခန္ဓာကိုယ်ရဲ့အတွင်းပိုင်းကိုအပူချိန်ကိုမြင့်တင်မယ်ပြီးရင်下げたりအေးအောင်လုပ်မယ်ပြီးရင်中心の温度ကအတွင်းပိုင်းခန္ဓာကိုယ်ရဲ့အပူချိန်ကဟန်ကားတဲ့အပြောင်းလဲလေးတွေဖြစ်သွားပြီးစစုခဲဇက်တိုက်ပြောင်းလဲလေးတွေဖြစ်သွားပြီး状況を作るဆိုတဲ့အဲ့လိုလက္ခဏာလေးတွေကိုလုပ်ရမယ်ဒီそうするとအဲ့လိုလုပ်လိုက်တဲ့အခါမှာတဲ့ဆိုပြီးတော့ဘယ်လိုလေးဖြစ်လာလဲကြည့်လိုက်မယ်ဆိုတော့ဒီတတိယစာကြောင်းရဲ့အလဲကနေခါရဒန်ကချူးရှင်းမှတဲ့အလဲဘဟိုဒီကိုຫນွေးလာမယ်အာရဒမရုနော်အာရဒမေရုဆိုရင်ຫນွေးတာအာရဒမရုဆိုရင်ຫນွေးအောင်လုံးမှာနော်အာရဒမေရုຫນွေးလာတာအာရဒမရုဆိုရင်ຫນွေးအောင်လုံးမှာပထမဆုံးသူဘာလုံးမှာလဲအဲ့လိုမျိုးရေချိန်ချိုးမယ်အားကစားလုပ်မယ်အပူချိန်တက်အောင်လုပ်မယ်အပူချိန်တက်လာအောင်လုပ်လိုက်ပြီးတော့မှခါရတာနောဖြောမှန်ခါရဒီမျက်နှာပြင်ကနေနေချအပူချိန်တွေကဒဲဆိုထွက်လာမယ်အဲ့လိုအပူချိန်ထွက်လာတဲ့အခါမှာဒဲတဲイクと中心の温度が下げていくイクバッテイクဒါထပ်ပြောင်းလဲသွားမှာကျဆင်းသွားမယ်ထပ်ပြီးတော့နော်အဲ့တော့မှလောက်တာနှစ်ခုပါတယ်အာရဒမရုနွေးအောင်လုပ်မယ်ပြီးရင်စာဂတေဣကုပြန်ပြီးတော့အေးသွားမယ်လို့ပြောအဲ့လိုမျိုးလေးလုပ်ပေးရမယ်ပေါ့နော်အပူချိန်တက်အောင်လုပ်လိုက်ကျအောင်လုပ်လိုက်လောက်တာမျိုးမဟုတ်အဲ့တော့ဖြေကတို့ကအပူချိန်ကိုမြင့်တင်ပြီးတော့အပူချိန်ကိုကျဆင်းအောင်လုပ်ရတာဆိုတော့အဖြေကနိဗ္ဗာန်ပေါ့နော်じゃあဆိုရင်30ခေါ်ကိုဆက်ဖတ်ရအောင်မာချီဂိုင်းတို့အရူမှားနေတယ်လို့ပါတယ်တဲ့မြင်တာပါတယ်ဝါတာရှိဝါမာချီဂိုင်းရဲ့တဲ့ကျွန်တော်လွဲသွားတယ်စတေးတာကိုတော့အနန္နိကကျွန်တော်လွဲသွားတဲ့အရာပါလေတနည်းအားဖြင့်မြင်တာတဲ့စာကြောင်းကဘယ်ဟာတုံးလို့ပြောတာပေါ့နော်မှားနေတယ်လို့ပါတယ်ဘာမှားနေတာလဲじゃあအောက်ဆုံးပိုင်းတတိယပိုင်းကနေစာဖတ်မယ်ချွိစတာဟိုကဤတတိပြုစရာတတိပြုတာပိုကောင်းမယ်တဲ့တို့してこととしてတတိပြုတာပိုကောင်းတဲ့အရာတစ်ခုအနေနဲ့
ခေါနာကိုတိုမိုတဲ့ဒီလိုမျိုးရာကိုလည်းပဲခိုက်တဲ့တာသူကရေးထားပါသေးတယ်သတိပေးချက်အနေနဲ့နေရု6ခုစံနိမအိတ်ခင်ဓာတ်ရိုက်မအိတ်ခင်ဓာတ်ရိုက်အချိန်နော်မအိတ်ခင်အချိန်မှာကပ်ပြီးတော့ဇဲလိုက်ပဲမအိတ်ခင်အချိန်မှာကပ်ပြီးတော့温度ရှိစုရတာတွေအာကစားအရန်အလုတ်လွန်တာတအားလှုပ်လာလှုပ်တာတွေပြီးရင်အာချီဖူရိုနီဟိုက်တာတွေပူတဲ့ရေစိမ်ကန်ထဲမှာရေဝင်ချိုးတာတွေစုရုနော်ကလုံမယ်ဆိုရင်ခါရာတာဝခန္ဓာကိုယ်ကအာရတာမရူကခန္ဓာကိုယ်ကိုအပူချိန်မြင့်တင်ဒါမျိုးလောက်တာဆိုပေမဲ့အာတမန်ကဥကောင်းကဟက်ကီရီဟက်ကီရီတဲ့လုံးဝကြီးနေမှုကုနာရူနာတဲ့ရှိမဦးနော်တဲ့နေမှုကုနာကုနာကုနာတဲ့ဆိုမလုံနိုင်တာနာကုနာတဲ့ဒါပေမဲ့ခန္ဓာကိုယ်ကတော့အပူချိန်တက်လာတယ်ဒါပေမဲ့ဥကောင်းကမအိတ်ချင်လာတာနော်လုံးဝကြီးလုံးဝကိုမအိတ်ချင်တော့တာမျိုးဖြစ်သွားနိုင်တာမို့လို့တဲ့ဂျာကုခိုကဂျာကုဆိုတာပြောင်းပြန်အကျိုးရလဒ်အနေနဲ့ဟိုကာလာရှိပြောင်းပြန်အကျိုးရလဒ်ဖြစ်သွားမယ်ပေါ့နော်အိတ်လုံးဝမအိတ်နိုင်တော့တာမျိုးဖြစ်သွားမှာဖြစ်တယ်စမာရီတနီယာဖြင့်ဝါတာရှိနောရာတိတ်တာကိုတော့ကျွန်တော်လှုပ်ကြည့်တဲ့ဟာကလေမာချီဂိုင်းသားတန်တော့တာမှားနေတာပဲဖြစ်တယ်အဲ့တော့ तू အာကစားလှုပ်ကြည့်ခဲ့တယ်နှစ်ပတ်ကြာဒါပေမဲ့ तू အိတ်မပြောဘူးဆိုတာ तू ကမအိတ်ခင်မှာကပ်ပြီးလှုပ်လို့ तू ဥကောင်းကမအိတ်ချင်တော့တာမျိုးဖြစ်သွားလန်းဆန်းသွားပါတော့ဥကောင်းကကြတာဆိုရင် तू မှားနေတာပါလေတဲ့ဖတ်ကြည့်လိုက်မယ်자,အောက်ကနှစ်ကြောင်းလည်းနည်းနည်းစဖတ်ကြည့်လိုက်မယ်နော်အောက်ကနှစ်ကြောင်းလေးလည်းပါတယ်နေမှုရူဒမယ်နီအိပ်ပျော်သွားဖို့ကိုဂမ်ဘတ်တဲ့စူးစမ်းပြီးတော့အတာကလှုပ်ခဲ့ပေမဲ့လည်းယောရုနီညဘက်မှာဟီတိုရီတဲ့တယောက်တည်းဟာရှိရူနော်ပြေးရတာကလေစကိုရှိနေနဲ့ခွာရီတိုအိုမိုတေတာရှိကြောက်စရာကောင်းတယ်လို့တော့တွေးမိတယ်ပြီးတော့ကြီးစွာတကယ်လက်တွေ့မှာအွန်ဒိုမိုစုကီတဲဝနိုင်ကျွန်တော်ကအာကစားလုပ်ရတာလည်းမကြိုက်ဘူးအွန်ဒိုဤကိုင်းနီအာကစားအပြင်ဤဟိုကအာရူတို့အခြားသောနီးလက်နေရှိအောင်မယ်လို့တဲ့တိလိုက်ရပြီးတော့ဦးလက်ရှိကုနာတာပြောသွားခဲ့တယ်ကိုရဲကာရာခွာစားပြီးနာနီနာနီတို့အုံမို့အာကစားမလုပ်ဘူးသူရေဝင်ချိုးတော့မှာပေါ့တရားစမ်းကြည့်ကောသူလုံနေတာမှားနေတာပါလေတဲ့အီကြီးနေရူအီကြီးကမရဲ့နီသူကမအိတ်ခင်တနာရီမှာတဲ့တနာရီကြာမှာခါရာဒါကခန္ဓာကိုယ်ကိုစခါလဲရူမတဲ့ပင်ပန်းသွားတဲ့ဒီဝန်ဒိုအိုစုရူကတော့အာကစားလုံးမိတာနိနေရူအကြီးကမရဲ့နီမအိတ်ခင်တနာရီလောက်အကွာမှာခါရူဤဝန်ဒိုစုရူကတော့ပေါ်ပါတဲ့အာကစားကိုလှုပ်တာစမ်းနေရူနီဆန်ကြီးမရဲ့နီမအိတ်ခင်2နာရီ3နာရီအကွာမှာခါရာဒါကခန္ဓာကိုယ်ကိုစကားလဲရူမှတဲ့ပင်ပန်းသွားတဲ့ဒီအွန်ဒိုစုရကတော့အာကစားလှုပ်တာယွန်နေရူမအိတ်ခင်နီဆန်ကြီးကန်မရဲ့နီ2နာရီ3နာရီအကြာအကွာမှာခါရူဤအွန်ဒိုစုရကတော့ပေါ်ပါတဲ့အာကစားကိုလှုပ်တာအဖြေကအီချီပန်ဖြစ်မှာပေါ့နော်သူကအတော့အဖြေကဟိုပရမပိုက်မှာပြန်ပါသွားပြီခါရတာကဒုတိယစာကြောင်းရဲ့နောက်ဆုံးနားလေးမှာနော်တော့ဒီမှာပေါ့နောက်ဆုံးစာကြောင်းနေရူအကြီးကမရဲ့နိမိခင်တနာရီအကွာလောက်မှာဟာရှိရူခိုတိုရှိတာပြေးတယ်ပေါ့နော်ဆိုတော့သူကပေါ့ပလုံရင်အိပ်ပျော်တယ်သူကအိပ်ပျော်ဘူးဆိုတော့အပြင်းထန်လှုပ်လို့ပေါ့ဖြေကအီကြီး
ဒါဒါဆိုရင်နောက်တစ်ပုတ်ဆက်ဖတ်မယ်နောက်တစ်ပုတ်ကတော့ဂွင်းလေးတွေကခေါင်းစဉ်ဘာဆက်လုပ်မှလဲကြည့်ရပါနိဤလဲရုနော်နီတဲ့မို့တူမို့ရောဤမို့နိုဟာတို့တဲ့ကဂွင်းထဲမှာထဲဖို့အကောင်းဆုံးကပါလဲတဲ့ဒီကြည့်အိုကီရုဂျီကန်ကိုအိုဆိုခုရှိယောအဲ့ရထားမဲ့အကျင်ကိုနည်းနည်းနောက်ရွှေ့လိုက်မယ်နောက်ကျလိုက်မယ်ပိုအိတ်လိုက်မယ်ပေါ့နော်မနှက်ကြရင်ပေါ့နိဖူတွန်ကြီးဟိုက်တဲ့စောင်းထဲကိုဝင်လိုက်မယ်ရှီစန်းနီအလိုလျောက်နေမှုခုနာရုကိုမတိုအလိုလျောက်သူ့ဟာသူအိပ်ပျော်သွားခွင့်အချိန်ကိုစောင့်မယ်ဆန်းနူရုမဲနော်ဖူရိုနီယူကရီဟိုက်တဲ့ကရာနေယောနွေတဲ့နွေလေးရေဘူးကန်ထဲကိုဝင်ပြီးတော့အေးစစလေးပြီးအိပ်ပျော်သွားအောင်လုပ်မယ်ပြီးခါရုကုဘောဘဘနဲ့ဟာရှိတဲ့ကရာပြေးမယ်ပြီးနေရောအိပ်မယ်ဆိုတော့အားကစားလုပ်ရတာလည်းမကြိုက်ဘူးပြေးရတာလည်းကြောက်တယ်ပေါ့ညဘက်ဖြေကရေချိုးမှာပေါ့နော်စမ်းဘက်အဲ့ဒါကြောင့်လို့ပဲအဲ့လိုပဲပြောပါတာပြရမှာပေါ့နော်မော်လေခိုးတဲ့ခါတာဆိုအခုကစပြီးတော့လုံးပါလေဟောသူကအရင်ကရေချိုးရင်အိပ်ပျော်မယ်ဆိုတာကို तू မသိခဲ့ဘူးသူကအားကစားလုပ်ရင်အိပ်ပျော်မယ်လို့ပဲသိခဲ့တာအခုစားဖက်လိုက်တော့မှရေနွေးလေးနဲ့ရေချိုးလဲပဲခဏလောက်ကြာရင်အိပ်ပျော်တယ်ဆိုတာသိလိုက်ရလို့ तू အားကစားမလုပ်တော့ဘူးအားကစားလုပ်ရမှာပြင်းတယ်ရေပဲချိုးတော့မယ်ခိုးတဲ့ခါတာအခုကစားလုပ်တော့မယ်ပေါ့ပို့စားမွန်တိုင်းနာနာစန်ဂျူနာနာဒါကနှုတ်မှတ်ရမယ်ပေါ့နော်အချိန်တွေနိုင်တွေနေ့ရက်တွေကိန်းကနန်းတွေအကုန်လုံးတွက်ချက်ပြီးနှုတ်မှတ်ရမယ်အဲ့တော့အဖြေလေးကိုကြည့်လိုက်တော့အဖြေလေးကရိုးရိုးရှင်းရှင်းပဲပေးထားတဲ့နံပါတ်ကလေးတွေအဲ့တော့ရိုးရိုးရှင်းရှင်းနံပါတ်ပေးထားရင်ဒါအရန်လွယ်တဲ့ပုံစံလို့မှတ်မယ်အဲ့တော့အဲ့ပုံစံကိုအရင်ဖြေရမယ်ပေါ့နော်စောင်းပွဲကြရင်ဌာနကဆန်ဝါတဲ့အဲ့တော့နာမည်တွေမဖတ်နဲ့ A လို့ပဲမှတ်အဲ့တော့ A ဆန်ကရှုပါစဟီကဒိုယောပိစနေနေ့လေးကိုဝိုင်းမယ်စားထွက်မဲ့နေ့စနေနေ့ပြီးတော့ဘာစလျော့ကိုဘတ်စကားခရီးစဉ်နဲ့ပေါ့နော်မိုးရှိခိုမီရှိတိုင်းတို့ဟိုမို့တိတ်တူရှောက်လာဖောင်သွားတင်ချင်တယ်လို့တွေးတယ်ခီးသွားချင်တာကိုလိုက်မယ်ပေါ့နော်ချူရှော့ခုကစိတ်တိတ်တဲ့ကအတွဲလိုက်ပါပြီးသားတနည်းအားဖြင့်နေလေသာပါပြီးသားပြီးရင်အွန်ဆန်နီဤခဲတို့မွန်နုံကဤရေဘူးစန်းကိုသွားနိုင်မယ်ခရီးစဉ်ဆိုရင်ကောင်းမယ်တနကဆန်ကခီဘိုညီအားဦးနော်ဝါတို့တဲ့ကတနကဆန်လိုချင်တာနဲ့ကိုက်ညီမဲ့အရာပါလေအဲ့တော့မေခွန်းကလည်းရှင်းရှင်းလေးလေးပဲပေါ့နော်လိုချင်တဲ့အချက်ကလည်းရှင်းရှင်းလေးပဲစနေနေ့ဖြစ်ရမယ်နီးလေစာပါရမယ်ပြီးရင်ရေဘူးစန်းပါရင်ရပြီဈေးနှုန်းလည်းမပါဘူးဟာလည်းမပါဘူးနော်အမျိုးသားလေးတွေရှားလိုက်မယ်နေ့ကိုရှားမယ်စနေနဲ့တနင်္ဂနွေအဲ့တော့လေးခုလုံးကိုကြည့်လိုက်မယ်ဆိုရင်ဒါလည်းစနေတနင်္ဂနွေဒါလည်းစနေတနင်္ဂနွေအဲ့တော့အောက်ကနှစ်ခုကလည်းစနေတနင်္ဂနွေနော်တူတူပဲဖြစ်တယ်ဒါဆိုရင်နေ့လယ်စာပါပြီးသားကိုကြည့်မယ်ပထမတစ်ခုကတော့နေ့လယ်စာစွိတဲ့ဤမဆန်နဲ့နော်ရှော့ကူကြီးစွိတဲ့ဤမဆန်ဆိုပယ်လိုက်မယ်ရွေးလို့မရတော့ဘူးနံပါတ်2ကတော့ဒီမှာချူးရှော့ကူလေးပါတယ်ဆိုတော့ရွေးလို့ရတယ်နံပါတ်3လေးကလည်းဒီမှာချူးရှော့ကူလေးပါတယ်ဆိုတော့ okay တယ်နံပါတ်4ကလည်းချူးရှော့ကူပါတယ်ဆိုတော့ okay တယ်3ခုလုံး okay တယ်နောက်တစ်ချက်ကအွန်ဆန်ကိုရှာရမယ်အွန်ဆန်ဆိုတော့ခေါင်းစဉ်ကိုတစ်ချက်ကြည့်မယ်ကြည့်တော့နံပါတ်2ကသူကဘာကြီးလဲဗီဂျုစကန်ဆိုတော့ no အွန်ဆန်ပါဘူးနော်ဟဲ့ဒါဆိုရင်နံပါတ်3အွန်ဆန် okay ပါတယ်ပေါ့နော်နံပါတ်4အွန်ဆန် okay အွန်ဆန်အကုန်လုံးပါတယ်ဒါဆိုရင်3နဲ့4တွေကရှာရမယ်အဲ့တော့3နဲ့4ကနှစ်ခုလုံးကတူနေတယ်ဆိုရင်တို့ကအမှချွိတတိပေးချက်ချွင်းချက်တွေကိုလိုက်ရှာမယ်ချွင်းချက်လေးကဇယားရဲ့အောက်မှာရှိတယ်ဒီမှာကျယ်လေးနဲ့ပြတာအဲ့ဒါလေးကိုဖတ်ကြည့်လိုက်မယ်လျော်ခင်ဝါပေးရမယ့်ပတ်စံက
အိုတိုနာလူကြီးဟီတိုရီဘွန်ဒက်စ်တယောက်စာဖြစ်တဲ့ရှော့ကတ်ဆဲဝါမူလာတန်းကျောင်းသားတွေကအိုတိုနာနော်ဟမ်ဘွန်လူကြီးရဲ့တဝက်စာလျောခင်းနီးနာရီမှာစပေးချီရမှာဖြစ်တဲ့အဲ့တော့ကလေးဆိုတဝက်လူကြီးဆိုအပြည့်ပေါ့နော်ဂောစာယီဤကဝမူလျော9နှစ်အောက်ကအခါမဲ့ဖြစ်တယ်လျောခင်းနီးဝအခါကြီးငွေကိုနယူးကန်လျောနာတို့ကဝင်ရောက်ခွင့်လက်မှတ်တွေဖူခုမလဲတဲအီမတ်ပါဝင်ပြီးသားဖြစ်ပါတယ်တဲ့အဲ့ဒါဆိုရင်မဆိုင်သေးဘူးဆက်ဖတ်မယ်နံပါတ်တွေပါတဲ့အပိုင်းကိုဖတ်တော့ဒီမှာ3နဲ့4စုပဲတဲ့တိကနေလေအီချီခါရာယွန်းမတဲ့စုပဲတဲ့၄ခုလုံးဂောဇန်ဟာချီချီနီ8နာရီမနက်ခင်း8နာရီမှာတဲ့အဲ့တော့နာရှိယာမရဲ့ခိတာဂူချီနီအိုစမာရီခရာဆိုင်လူတွေစုပေးပေါ့နော်8နာရီမှာကြတာဆိုရင်နည်းနည်းဟောတာဖြစ်နေသေးရဲ့နော်စနေနေ့မှာစမ်းပန်စနေနေ့ပါလေလူရောပြီလေ12000နဲမဟုတ်လားဟုတ်တယ်ပါတယ်ကြာနောက်တစ်ခုကြတော့မှမဟုတ်သူကစီမဆန်ဒါကဟိုဟာဖြစ်သွားပြီနော်လျောခင်ပတ်စံပေးရမယ်နေ့ဖြစ်သွားပြီကြည့်မိလိုက်လို့ပတ်စံပေးရမယ်နေ့ကစနေတင်ခုနေ့ကိုသွားမယ်နေ့ပေါ်မူတည်ပြီးပေးရမယ်အဲ့ဒါမှသူကစားထွက်မဲ့အချိန်ကိုကြည့်ရမှာနော်သူကရှုပါစစ်ဆိုတော့3ရက်နေ့ကရှုပါစစ်စနေမပါဘူးဆိုတော့4ကိုရွေးရမယ်ရတာဆိုရင်ဖြေကယွန်ပန်ဖြစ်တယ်အဲ့ဆိုရင်ဖြေရသွားပြီနော်じゃあ38をします38မှာနှုတ်ရေးမယ်အဲ့တော့သူကပတ်စံနေရာခိုင်နှုန်းနေတွက်ရမှာအဲ့တော့လူဦးရေတို့ဘာလို့ကြည့်မယ်လောပါတူဆန်နဲ့ဘီဆန်ပေါ့နော်ဘီဆန်ရှုပါစဟီအာရှတာမနက်ဖြန်ဂျူဂတ်စမူီကာဒိုစနေနေ့စထွက်မဲ့6ရက်နေ့10လပိုင်း6ရက်နေ့စနေနေ့အီချီနံပါတ်1カワナガ市内観光とカワナガと温泉အဲ့တော့နှစ်ခုနံပါတ်1ကိုသွားမယ်ပေါ့နော်နံပါတ်1ခီးစဉ်ကိုလိုက်မယ်တို့မိုးရှိခွန်တဲ့ဤတန်ကဘိုကင်တင်ထားတယ်ရှောက်လာတင်ထားတယ်ဆိုပေမဲ့ဤကနခုနတာသူမသွားနိုင်တော့ပါဘူးတဲ့မနေ့ပြန်ထွက်တော့မှာဘူးမသွားနိုင်တော့တာအဲ့တော့ cancel ဟိပေးရမယ်ပေါ့ကျော်နော်ဥခဲစစ်ခဲကြီးကန်ဒီနေ့အဲ့တို့ကောင်းတာဖွင့်တဲ့အချိန်ဥကြည့်နေအတော်အတွင်းမှာ cancel စုရု cancel လုပ်ချင်တယ်ဘာဤဝအခါကြရင် cancel လျောဝါဒိုနာရုကအခါပေးရမှာဘယ်လောက်ဖြစ်သွားမလဲအဲ့တော့မနေ့ပြန်ထွက်မှာဆိုတော့ဒီနေ့ကတ်ပြီးတော့ cancel မယ်ပေါ့နော်အဲ့တော့ cancel ဆိုတာကိုလိုက်ရှာမယ်じゃあシハライပေးချေရမယ်အပိုင်းဆိုပြီးတော့အောက်ဒုတိယအပိုင်းကိုရောက်ပြီငွေပေးချေရမယ်ပြီးတော့အောက်ဆုံးမှာလည်းမိုးရှိကိုမီလျှောက်လွှာနဲ့ရှီဟာရာကြီးငွေပေးချေရမယ်ဆိုပြီးတော့ကြာဒါဆိုရင်တို့က cancel လုပ်ရမယ်အပိုင်းကိုကြည့်မယ်အောက်မှာရာခိုင်နှုန်းလေးတွေလည်းတွေ့တယ်ဆိုတော့အောက်ပိုက်ကိုကြော်ဖတ်လိုက်လို့ရတယ်မိုးရှိခိုမီကိုလျှောက်လာဖောင်နေမိတဲ့နောက် cancel လျောပါပြီပေါ့နော်ဒီမှာ cancel လုပ်ရမယ်အခါကြီးငွေကတဲ့ကျွပစိဟီနော်ထိုးကားမိုင်10ရက်မတိုင်ခင်မှာ cancel လုပ်တာရဲ့10ရက်မတိုင်ခင်မှာ cancel လုပ်တာရဲ့ဆိုရင်လျောခင်တော့နီးကျူ%တို့20ရာခိုင်နှုန်းအဲ့တော့ဒါကမဆိုင်ဘူးတစ်ချက်ကလေးချစ်လိုက်မယ်စပ်ဖတ်လိုက်မယ်ကျွပစိဟီနော်နာနိုကားမိုင်9ရက်မတိုင်ခင်ကနေဖူစစ်ကားမိုင်2ရက်မတိုင်ခင်မှာဆိုရင်နော်ဒါ30ရာခိုင်နှုန်းပေးရမယ်တို့ကမနေ့ပြန်ဆိုတော့1ရက်မတိုင်ခင်ဖြစ်သွားပြီဆိုတော့ဒါလေးကိုလည်းပယ်လိုက်မယ်စူပါစဟီနော်စားထွက်မယ်နေ့ရဲ့စူပါစရဲ့နေ့ရဲ့စန်ဂျီစစ်ဆိုတာ1ရက်မတိုင်ခင်
မနှက်ဖြန်ပေါ့မနေ့ကပေါ့နော်အဲ့တော့ဆိုရင်40ရာခိုင်နှုန်း40%တို့ဆိုတော့ okay တယ်နော်ဒါလေးက okay တယ်အဲ့တော့နောက်တစ်ခုကထိုးကြီးစစ်ဆိုရင်ထွက်မဲ့နေ့ဖြစ်သွားပြီထွက်မဲ့နေ့ထိုးကြီးစစ်ထွက်မဲ့နေ့ဆိုရင်တော့ကိုကျူး%တို့50ရာခိုင်နှုန်းဆိုရင်ရမယ်ပြီးတော့မှရှုပ်ပါစစ်ကိုထွက်ပြီးတော့မှကန်ဆယ်လာလုပ်ရင်တော့100ရာခိုင်နှုန်းဖြစ်သွားမယ်အဲ့တော့40ရာခိုင်နှုန်းဆိုရင်တဝက်ဝက်ပြီးရင်10ရာခိုင်နှုန်းပြန်နှုတ်ကြည့်အောင်ဒါဆိုရင်ကောင်းလေးကသူကစနေနေ့ထွက်မဲ့အပိုင်းဆိုတော့စနေနေ့ဆိုတော့8500နော်မနေ့လေးလဲပါတယ်လေစနေနေ့တဲ့စထွက်မဲ့နေ့8500အဲ့ဒါဆိုရင်8500ကို40ရာခိုင်နှုန်းပေးရမှာဆိုတော့နိဗ္ဗာန်ပေါ့နော် はい。ဒါဆိုရင်တော့ဒါလေးရဒီနေ့ဒီလောက်ပါပဲเนาะအားလုံးကိုကျေးဇူးများကြီးတင်ပါတယ်